အချိန်ရတော့ရမြင်နေမရဘူး Hello everyone ပြောရတော့ Hello ငါတို့မြောင်ချင်းနေရသွားနေပြီ Okay အချောင်းမှာရေချိုးလို့ရတာပဲဒါပေမဲ့အခုတော့မချိုးလိုက်ပါဘူးရေမချိုးတော့အင်းကြီးလက်မဲ့မြောင်ဘာမှလုပ်လို့မရတော့ဘူးပြောရဲဒီမှာသွားရမယ်ချောင်းတာကျမချောင်းမှာသွားမယ်လွယ်ဒီပါယူဖနတ်တဲ့နဲ့ကျမဖနတ်ကတလေးရောဆိုလေချောင်းမှာရမ်းအေးတယ်ကိုဖရကီစီသွားလာမယ်ကိုဖရကီဘယ်လိုဖြစ်လဲမသိကိုဖရကီလေဒီနေ့လည်းအေးရတယ်ညနေရကြာနေကားရလဲကားဖြစ်ပြီးလေးလိုက်တာကိုဖရကီ ready ဖြစ်ပြီးတင်တယ်ကိုဖရကီကိုဖရကီချောင်းလာတဲ့ချောင်းသွားဖို့အတွက်မြင့်မှန်ရေးပါတက်ထားလားကိုဖရကီရဲ့အေးဟုတ်တယ်ငါမျက်နှာတာတက်ထားတာဟဲ့လာမေး ready ဖြစ်ပြီလားဒီနေ့ချောင်းမသွားဘူးဒါပေမဲ့ကိုဖရကီမိဘယ်နိုင်နိုးလာလဲငါနိုင်နိုးလာဟဲ့အမလေးစိုးလိုက်တာငါဆိုရင်6နိုင်နိုးတာဘာတဲ့ငါသွားရမယ်ဟဲ့အေးလားမဲဘေးကနေသွားမှာငါတို့ကနေလိုက်ခဲဟဲ့ကိုမူရာငါမေးကလိုက်ထားပဲကဲကုန်းနေဘယ်လန်းလဲတက်သွားပြီးတော့ဒီညောင်ချိုးပြီးတော့တက်သွားပြီးတော့ခုနလိုပဲညောင်ချိုးပြီးတော့တက်တာသွားဝါတက်တာသွားဝါတက်သွားပြီးတော့ညောင်ချိုးဘဲကိုချိုးလိုက်ကားဝါဆွဲရပါမယ်တက်တာသွားโอเคတော့တက်တာသွားနော်ပြီးတော့ညောင်ချိုးခုနလိုပဲညောင်ချိုးပြီးခုနလိုပဲညောင်ထချိုးတော့နောက်တစ်ခါဘဲကိုချိုးပြီးရောက်ပြီးချောင်းတာမူရာရဲ့တော်လိုက်တာမူရာရဲ့ငါတော်တာဟုတ်ငါဘာဖြစ်တော်ဆိုငါအင်ဂျင်နီယာကြီးငါဆီယာမကြီးမဟုတ်ပါနဲ့ရှောက်ပြောနေစတာလားကဲလာကိုဖရကီကိုဖရကီwait what ကိုဖရကီလောကိုဖရကီကိုဖရကီရောက်နေရလားငါလည်းမိပြီရှိမကိုဖရကီပါလေငါဒီမှာကြွရောက်တာမင်းကစလေရကိုဖရကီကလေကွာစိတ်ညစ်တယ်ငါတကိုးနဲ့ဖန်ပြီးရောက်သွားတာငါတို့ဟိုတယ်မှာတဲရဟဲ့ငါနေရာနေမှာဖြစ်မယ်ရုံးကြွငါတွေ့ပြီရုံးကြွပါလေမဲချောင်းမှာပြောနေလားငါပြောတာဗောဟဲ့ဘာလဲငါတို့တူပုံနိုင်ကစားနေမင်းတို့ပါမလားပါတော့ပါငါတို့ခုမှရောက်တော့ပစ္စည်းချလာအောင်မယ်ပြီးမှငါတို့မဲတွေလောက်ခဲ့မယ်โอเคဒါဆိုပဲမဲ့မင်းတို့ဘယ်နေနဲ့သွားလဲမင်းမေတော့ပြောတယ်ငါမိပါဘယ်နေတော့သွားလဲဆိုတော့အဲ့တော့ကြာပြီးဟဲ့ငါတော့မသိတော့ဘူးမင်းမေပြောသလိုပဲငါမေပြောသလိုပဲကိုဖရကီယာတဲ့ငါလေငါပလီသွားကြမယ်လို့ပြောလိုက်တော့ရွင်းကြွားလို့အင်ကြွားလို့ကိုနကီတို့ထုံးငါပလီမှာရောက်နေတာဆိုတော့လေကျမလည်းငါလည်းလိုက်ချင်လို့ငါနဲ့ကိုဖရကီနဲ့တူလိုက်ခိုင်းတာဟုတ်လားမင်းတို့ extra ကားနဲ့လာလားမဟုတ်ဘူးငါတို့ကိုပိုက်ကားနဲ့လာငါတို့ကကျ extra ကားနဲ့လာတာဟဲ့ဟုတ်လားမင်းတို့ကားကြီးကမိုက်လိုက်တာငါတို့အဲ့လိုကားတော့မစီးပါဘူးဟုတ်လားကဲဒါဆိုရင်လေမင်းတို့သွားမရှိသွားချင်ငါတို့မလိုက်ခဲ့တော့โอเคတန်ကိုဖရကီမင်းဘယ်နာထိုင်မလဲငါကဒီမလေးထိုင်မယ်လေโอเคငါပစ္စည်းထားလိုက်မှာဒါဆိုရင်ငါဖလက်ကိုတော့မချွတ်တော့ပါဘူးဆိုတော့ဒီလေပဲချက်လိုက်မယ်ဖလက်ချလိုက်ပါမယ်ဒီတော့မှခဏ rex လုပ်လိုက်မှာဆိုတော့ဖလက်ချရမယ်ကဲဒီမှာ rex လုပ်ရမယ်လေးနဲ့အရမ်းမိုက်တဲ့ညာလေးပဲမင်းငါမင်းကိုတက်နေမေကိုဖရကီရဲ့ကောင်းလိုက်တာမင်းငါတက်နေထီတာကောင်းလိုက်တာဟုတ်တာပေါ့ငါအရန်ကောင်းတာတက်နေပြီလားဝါမနဲ့ဒါငါတော့မောပြီကွာဝါဟိုပိုက်တယ်မင်းလောက်ပြအရန်မနဲ့ဒါအရန်ယူမိုက်တယ်အရန်ယူမိုက်
ဒါဆိုတော့လေဖနာတော့မွေးတော့ကဖနာကမှပါပြီလားကဲသူတို့ဘာလဲကစားရအောင်ကိုဖကီအေးကိုဖကီတို့ကိုလည်းမစားခင်ငါတို့ရီကူးမယ်လေအိုးမင်းလည်းငါလည်းမိနေอ่ะဟဲ့ကိုဖကီကြီးအင်ဂျီတော့လဲငါမင်းနေအောင်ငါလိုက်ဖို့ပဲမယ်ဒီမှာမင်းအင်ဂျီလဲရမှာဒီနားမှာတော့လေကိုဖကီကိုဒီမှာစားမယ်ကျမလေးရောဟဲ့ငါအိတ်တဲ့ညဘာလို့ तू ဦးဝါပြန်ပြီလားမြင်လိုက်တာဘယ်နဲ့တော့ကနေဦးဝါတာလဲအစင်းတဲ့ငါတို့ထားလိုက်တော့လာပြီတဲ့ဟိတမဘယ်ဝါလဲကိုဖကီဘယ်ဝါလဲကိုဖကီအဲ့ဒီလဲပြီးလာခဲ့တော့လေအဲ့ဒီလဲပြီးခေါ်ရီတူတူပေါ်ကစားရမှာဘူးတော့ကတော့အော်ဒီမှာကိုဖကီလားအေးဒါငါ့ရဲ့ဒီကူဝတ်ဆုံးဗာလေအုတ်ထုတ်တွေနဲ့ပါတယ်ဟဲ့ငါ့ရဲ့ကူဝတ်ဆုံးအုတ်ထုတ်တွေလို့စိတ်ညစ်တယ်ကွာအုတ်ထုတ်တွေလို့ဟာလူကပြောင်းလာအုတ်ထုတ်တွေလို့ငါတော့အုတ်ထုတ်တွေလို့ဖနက်တွေလို့မပါဘူးငါအုတ်ထုတ်မပါဘူးမိုက်ဆိုနားရဲကိုရေမွေအောင်လို့မိုက်လို့ပြီးပါဇက်ထဲကိုရေမွေအောင်နှာခေါင်းနဲ့ရေမွေအောင်အုပ်ထားတယ်ဟဲ့မိုက်တော့ကိုဖရက်ကီမင်းငါဖြစ်တယ်ဒါဆိုရင်ငါအဲ့လဲလာပဲလားဘိုင်ကိုဖရက်ကီကအဲ့လဲလာအောင်မယ်အင်ဂျီလဲလာအောင်မယ်ဆိုတော့ခုနလိုပဲကဲလာကိုဖရက်ကီဘယ်နားမှာကြီးလေးကူးမလဲငါတို့ဒီဘယ်နားမှာကြီးကူးမလဲဆိုဒီနားမှာကြီးကူးလိုက်မယ်ဘာလို့ဒီနားလေးကရေမချိုးခင်ဒီရန်လေးမှာကူးရမယ်ဟဲ့ငါတို့ရေအကြီးနဲ့ကူးမယ်လေဒီကချက်ကိုရေစွတ်ပြီးမှငါတို့ရေအောက်မှာရေလိုင်းနဲ့ပါပြီးတော့အောက်ကိုဆင်းမယ်ချောက်တယ်ရေအောင်ရုပ်ပြီးမှဟိုကန်းကြီးစီသွားမယ်နော်အဲ့ဒါချောက်တယ်ရေစွတ်ဒါပဲငါကဒါကကြတော့KG ကလေးလို့မှရေကူးကြတာခွဲကွာလို့အဲ့လိုကူးကြတဲ့နေရာလေးဒီကျမတို့ဒါကတော့စီကက်ဖြတ်နေမှာမဟုတ်ပါဘူးဒါကလေးတွေကူးလေရေကူးကြဒါပေမဲ့ကျမတို့စီကက်ဖြတ်တာကျမတို့စီကက်ဖြတ်တာကျတော့ချောက်တွေရေကူးပြီးပါအောက်ကိုရေကူးပြီးအကြီးကူးလို့ပြောထားလို့ကျမလည်းအခုလုပ်နေရပါလားဟေးကိုဖရက်ကီအားလည်းကူးပြီးပြီလားကူးပြီးပြီဒီတော့ဆိုခေါ်ကြမယ်နော်3 2 1ကိုဖရက်ကြီးသွားကိုဖရက်ကြီး3 2 1 okay ဒီငါရပါကိုဖရက်ကြီးလာအဲ့တော့ဒီညလေးကရှိကူးလို့လည်းကောင်းတယ်ပြီးတော့လည်း free ပေးရတော့ပြောရတယ်ဒီနေရာလေးကကြတော့အရန်လေးကူးလို့ကောင်းတယ်ပြီးတော့လည်းရှိလေးကလည်းပြနေတယ်မြန်မာနိုင်ငံမှာရေလာကူးတဲ့လူတွေတဲ့အများကြီးရှိရသလားဒီချောင်းမှထဲတော့မိုက်သေးတယ်ဒီချောင်းသားလေးကအေယာဝတီကမ်းနေမှာအရန်ရှိရများတော့ရှိတယ်ဒီအေယာဝတီကမ်းနေမှာလူတွေများဆုံးကရေလာကူးကြတယ်ပြီးတော့လေရေလေးကလည်းညက်ပြီးတော့ဖျားလေးဖြစ်ပြီးတော့ဒီမှာတော့ရဲပြော့ဖို့ကောင်းပြီးတော့ရေတွေမှာငုတ်လို့ရတယ်ရေမှာငုတ်ခင်အော်ထိုလေးတက်ချက်လို့ဆိုရင်ဝယ်လိုက်ပါချောင်းသားမှာဝယ်လို့ရပါတယ်ချောင်းသားမှာဝယ်လို့ရတယ်ဆိုတော့ဒီမှာပြီးမှပဲရှင်းပြတာပြောရတယ်အရန်ပြော့ဖို့ကောင်းတယ်နော်ဒီနေရာလေးက free တဲ့ရေးလေးရလေငါကြည့်ဒီမှာတော့မိုက်တဲ့ဟိကိုဖရက်ကီဒီလာလေးကိုဖရက်ကြီးဒီလာလေးပါရေချိုးလို့ကောင်းတယ်စပင်းလေးမှာရှော်လို့ရစပင်းလေးရှော်လို့ရကိုဖရက်စပင်းရှော်လိုက်စပင်းလေးမပန့်နေလို့ကိုဖရက်ကီစပင်းလေးကမပန့်လေဆိုလေဒီမှာကိုဖရက်ကြီးနဲ့စကားပြောလိုက်အောင်မယ်ကိုဖရက်ကြီးနဲ့စကားပြောမယ်ဆိုရင်ဖုန်းဆက်ပြီးတော့enjoy လည်းပြောမယ် enjoy ခဏနေဒီမှာ game ဆော့လာမယ် emoji game play okay မရ okay emoji game အရင်ဆော့လက်ကောင်းပြောရဆိုကြည့်ပါတော့ဒီ party craft game လေးရဆော့လက်ကောင်းတယ်ကျမလည်းဒီ game ကိုကျမတန်ငယ်လေးတယောက်ပြောပြလို့ကျမလည်းကူးလိုက်တော့ကောင်းတယ်ပေါ့နော်ဆော့လို့လဲအပေါက်ကောင်း pro တွေ
ညအောက်ကလည်းပြစားဒီနေရာလေးကဗာလဲဘယ်နှခုထိရင်ရှုံးတယ်ဘယ်နှခုမထိမရှုံးဘူးဆိုတာပြီးတော့ကျမရထားတဲ့ပုံစံလေးလည်းပြောင်းတယ်မပြမယ်ကျဆိုကျမဒီပုံလေးဖြစ်သွားပြီဆိုတော့လေအဲ့ပုံလေးကျမပြောင်းသွားပြီးရတိရဲ့အတိုင်းပဲဒီပုံလေးကျမပြောင်းသွားပြီအဲ့လိုဆိုရင်တိုက်ရင်ကျမဒွတ်ဖြစ်သွားမှာပြီးတော့ကျမလည်းမူးသွားမှာပေါ့နော်ခေါ်ရတကယ်စစ်တော့ပြောနေရမို့ဒီ game ထဲမှာဒီပုံလေးရဒီ emoji လေးကမူရမှာလို့ကျွန်မပြောနေတာအစားလေးပြစားရပဲဆုံးရင်တော့3 ငါလောက်တော့ရှုံးရင်တော့မရတော့ပြောတယ်ခုနလိုပဲအောက်ကနေပြစားရတော့မယ်မလိုဘတ်တွေဖြစ်နေပြောတယ်ဒါပေမဲ့ဒါဆို discuss ဖြစ်သွားပြီဒီရေလေးကကူးလို့ကောင်းတယ်ဆိုတော့လေနောက်ထပ်ဟဲ့ရ coffee ကြီးအော်ထဲဒီပါရေကူးလိုက်ပဲယေးဒီလေးကဘကူးလို့ကောင်းလေရေငိုးတော့မနော်ငါရေငေါ့ပြီး coffee ကြီးတတငါရေရောက်ထဲမှာရောက်နေပြီနော် coffee ကြီးဝါဒီရေလေးလည်းကောင်းတယ်ပြောရဒီရေလေးကအရန်လည်းကူးလို့ကောင်းနေပြီးတော့ဟိုထက်ရည်တဲ့အကျန်းကျဲအဲ့ဒီချောင်းသားလေးပါဈေးလည်းမကြည့်ဘူးပြီးတော့လေ feel လိုက်ရတယ်ဆိုတော့လေကျမလည်းရမ်းပြောတယ်လားကြောင့်ဝါဒီရေလေးကလေငါးလေးနဲ့ငါးကြမကိုက်ဘူးလို့ပြောရတယ်အဲ့ငါးလေးကဒူတွေကိုခင်းနေမြင်ဝင်ကြည့်လိုက်ပြောတယ်ငါကြည့်ကျမတုံးတော့လိုက်မယ်နော်သူကျမကိုက်လားမသိဘူးမကြည့်မကိုက်ဘူးဘယ်ရောက်မကိုက်ဘူးအဲ့ငါးလေးကမကိုက်တယ်ဘူးငါလဲငါမန်းနေရကိုက်တယ်လေလူတွေကိုအဲ့ဒါကြောင့်သူတို့ရမကိုက်ဘူးဒီငါးလေးကရှင်းနေလျက်လာတယ်ဒီကျမပြောပြအောင်ပဲခုနဟီကိုကလေးကအရမ်းမိုက်ပြီးတော့ဒီပင်းနဲ့လေ A+ တော့ပြစုကြီးအရန်ကောင်းကြီးလေးပြီးတော့အေးဟိုဒီပန်းချန်လေးအရန်ကိုလိုကောင်းပါလေကျမတို့တွေပြောမယ်ဆိုရင်ဒီလေးကကြတော့အရန်ကိုလိုကောင်းနေအရှိလေးကပြရောင်လေးနဲ့ဒီမော်ရီပါစီလို့ရတယ်။တမော်ရီစီလိုက်မယ်ဆိုရင်ရတယ်ရဲပြောသွားလိမ့်မယ်။တမော်ရီကလေအရှမ်းကောင်းတဲ့တမော်ရီစီရဆိုရင်လေကျမတို့ပတ်စံအကုန်ခံပြီးတော့ဒီဟာလေးကိုပြောရပြချင်ပါတယ်။ကျမလေးအခု OP လေးကုန်ရတဲ့ YouTube ပေါ်လိုက်လေကစားလေးရတယ်ပြီးတော့လေရဲပြမကောင်းလေလေအဲ့ game လေးကလေ Party Craft ဆိုတဲ့ game လေးရန်ကောင်းနေပြောဆိုတော့ဆိုချပါဒီ game လေးရှမ်းဆော့ကောင်းလဲဆိုတော့လေဒီအားရကြမှာကျမလည်းဒီ game လေးကိုကစားပြတယ်ပြီးတော့လေဒီ game လေးကိုဆော့မယ်ဆိုရင် style လုပ်ပြကြပါတော့ကျမပြောရတယ်ပြပါမယ်ပြောရတယ်လေ lucky ဖြစ်ပါတယ် lucky ဖြစ်စေနော်ကဲပြောရတယ်ဟဲ့ဘေးပေါပြတ်တမ်းလို့လားလို့ကို freaky ပြီးဒီလေးရလေရှမ်းကိုကူလို့ကောင်းပြီးတော့ relax ဖြစ်နေတယ်ပေါ့နော်လူတွေကိုညကြဟိုတယ်တွေပါပို့ပြီးမီးလေထုံးနေစတာနေရပဲပြီးတော့လေတာရတဲ့နေရာလေးကိုရောက်ချင်တယ်ဆိုရင် blocks ထွားလို့နှိမ့်လိုက်ပါစပိန်ရက်တဲ့နေရာတွေကျမမောဖြစ်လို့ရတယ်ထိုင်ုံလေးကြီးရလေအရန်လာချတဲ့နေရာလေးအပိခုနေတော့ကြည့်โอเคကျမတို့ကခဏလေးတို့ခေါ်လိုက်အောင်မယ်ဟဲ့လာခဲ့ကိုဖရဂီရဲ့မတေးသွားလိုက်မယ်ဟဲ့ကိုဖရဂီဒီနေ့ကဘာလုပ်လဲဆိုတော့လေပြီးတော့လေဒီဟာလေးကဟိုတယ်ကြီးနဲ့အရင်မိုက်တယ်ဟိုတယ်ကချတော့ဒီအိမ်လေးပေါ့နော်အဲ့အိမ်လေးကဟိုတယ်ရောင်းနေစော်လေးအဲ့ဒါလေးအရန်ပြုတ်ဖို့ကောင်းတယ်ဒီတော့တဲ့ဒီချောင်းသားလေးရတယ် free ပြီးရစော်လေးလူပိုက်ရှင်နေပါမရှိသူ့ဘာသူတကူနဲ့ရောက်လာပေါ့နော်ကဲဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ကျမလုပ်ရှင်တဲ့ emoji လုပ်လို့ရပြီဘိုင်ဘိုင်